မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာမိတ်ဆွေတနင်္ဂနွေသားသမီးတွေအတွက်ဆရာက2026ခုနှစ်8လပိုင်းဩဂတ်လအတွက်တလစာရောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောစရန်ကိုဟောကြားပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုကောမန့်လေးရေးပေးပါအောင်ခင်ဗျဥစွာဘာမှမဟောကြားမီတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုအပေါင်းတရဖူစောင်းကြပါစေလို့ဆရာကဥစွာမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ဆရာတို့2026ခုနှစ်ရှစ်လပိုင်းဩဂတ်လဆိုတဲ့ကာလအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ရင်ထဲမှာခရီးသွားခြင်းတဲ့စိတ်တွေခရီးထွက်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးတနည်းရကိုသွားရင်ကောင်းမှာပဲဆိုပြီးတော့စဉ်းစားနေတာမျိုးတွေကြုံတွေ့နေရတတ်သောကာလဖြစ်တယ်။လုပ်ငန်းနဲ့ပတ်သက်လို့ယာရုတိုးလို့တဲ့မိတ်ဆွေများယာရုတိုးခြင်းယာရုတက်ခြင်းလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်နေကြကမိတ်ဆွေတို့ဒီကာလဟာယာရုတိုးခြင်းယာရုတက်ခြင်းနဲ့နေရာထိုင်ခြင်းနဲ့ပတ်သက်လို့အပြောင်းလဲအပြောင်းရွှေ့တွေအတွက်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာရှစ်လပိုင်းဆိုတဲ့ကာလအတွင်းမှာတလတာကိုကံကိုခြုံငုံသုံးသက်တဲ့အခါမိတ်ဆွေတို့ဟာဘာကိုဖြစ်ဖြစ်အမီနာမခံလို့ချင်းဦးစီးဦးဆောင်လုပ်ချင်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှုလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတော့ငကိုကရက်တက်နေသောအလုပ်တွေကြံ့ကြာနေသောအလုပ်တွေကိုဒီကာလအတွင်းမှာဘာကိုမဆိုရှေ့တိုးဆောင်ရွက်ပြီးတော့ပြုမှုခြင်းအပြင်မိတ်ဆွေတို့အောင်မြင်တိုးတက်မဲ့ကာလဖြစ်တယ်ငကိုကကြံ့ကြာနေသောလုပ်ငန်းတွေနားထားရသောလုပ်ငန်းတွေရက်တက်ရသောလုပ်ငန်းတွေမပြီးမပြတ်တိုးလို့တန်းလာဖြစ်နေသောလုပ်ငန်းတွေကိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီလမှာဘာကိုမဆိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာအားသာပြီးတော့ကံကောင်းပြီးတော့မိမိကိုယ်တိုင်အမီနာမတက်လို့ရှင်းနေဦးစီးဦးဆောင်လုပ်ခြင်းတွေအတွက်တော့ရှေ့တိုးအားသာကောင်းမှုပြီးတော့ကိုယ်တိုင်ပြောဆိုတာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေများတနင်္ဂနွေသားသမီးတွေဟာဒီလတာအတွင်းမှာသွေးတိုးသွေးတက်နဲ့ပတ်သက်ပြီးတော့သတိထားစီရင်ရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်အထူးသဖြင့်အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေချောင်းနဲ့ပတ်သက်တာမျိုးလေးတွေအတတ်နိုင်ဆုံးသတိထားစီရင်ပေးရန်လိုအပ်ပြီးတဲ့အခါအသက်အားဖြင့်60အထက်တနင်္ဂနွေသားသမီးမိတ်ဆွေများအခုအမျိုးသမီးများဆိုရင်တော့အသွေးသားနဲ့ပတ်သက်တာမျိုးဆိုတော့လူသွေးတိုးသွေးတက်တော့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တော့မီးရအဆရှိတဲ့အရာလေးတွေမှာတာမန်ထပ်ပူပြီးဂရုစိုက်ရမယ်နှစ်ဖြစ်ကြောင်းလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ရှစ်သူလဲရအိမ်အောင်လေးကြဖြစ်တတ်သောကာလဖြစ်တဲ့အတွက်စုပ်ကောဆန်းကိုအားသာနေတဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေများအရှိန်နဲ့ပတ်သက်လာရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ရှိရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်အိမ်အောင်ပြည့်ရန်စိတ်ဆက်ရန်အနာဂတ်အတွက်စဉ်းစားတွေးခေါ်နေတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေသမီးသားများအဖို့ကတော့ဒီကာလအတွင်းမှာအရှိချပြီးတော့စီဇန်ဆွဲထားမှသာဆွမ်းလို့ဝါထက်ကျွရင်ဟာလာဆရာတို့လက်ဖွဲ့လို့ရမှာပေါ့ကောင်းပြီမိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီကာလအတွင်းမှာအရှိရေးမြစ်တာရေးနဲ့ပတ်သက်ရင်တော့အင်မတန်အားသာကောင်းမှုပြီးတော့အထောက်အကူဖြစ်နေသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိရောက်ရှိနေသောလမ်းကြောင်းဟာမှန်ကန်နေတာမျိုးနှိမ့်ကျသွားနိုင်စရာဘာမှမရှိဘူးဆိုတဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီလတာတော်တွေမှာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးခြင်းယာရုတက်ခြင်းတွေကြုံရနိုင်တယ်ထို့အပြင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုး OH ရှမ်မီနေရာနဲ့ပတ်သက်ပြီးတော့မြေယာနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာပြောင်းတာရွှေ့တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာငကိုကမိသားစုတွေတအုပ်နဲ့တယောက်နဲ့တယောက်နားလည်မှုလွဲနေတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီလတာအတွင်းမှာကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ပြောဆိုဆောင်ရွက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုထောက်ကံကိုရရှိစေပြီးတော့လက်လွန်ထားတဲ့ငွေကြီးတွေတောင်မှမိတ်ဆွေတို့ဒီလတာအတွင်းမှာရဲရဲဝံ့ဝံ့ပြောဆိုပြီးတော့လှုပ်ဆောင်မှာဘာကိုမဆိုဒီလဟာငွေကြေးကိစ္စပဲဖြစ်ဖြစ်မိသားစုစီးပွားရေးအိမ်တွင်းရေးကိစ္စတွေပဲဖြစ်ဖြစ်အရှိန်မြစ်တာရေးအိမ်အောင်ရေးနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်မိတ်ဆွေတို့ဟာကိုယ်တိုင်လှုပ်ချင်တဲ့စိတ်ကလေးတွေရှေ့တို့ဆောင်ရွက်ပါဒါဆိုဘာတွေကတတိထားတင်တာလဲဒီလတာမှာတနင်္ဂနွေသားသမီးတွေဟာမိတ်ဆွေတို့ဟာ6လပိုင်းဆိုတဲ့ကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့အထူးသဖြင့်စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေရင်နဲ့ပတ်သက်တာမျိုးတွေတတိထားမောင်းနေဆင်ခြင်ပေးဖို့လိုအပ်သောကာလဖြစ်ပါတယ်စကားအများကြီးပြောရင်အမှားအများကြီးပါတတ်သောလဖြစ်တဲ့အတွက်စကားကိုနည်းနည်းနဲ့အလုပ်ကိုများများလုပ်ဖို့လိုအပ်သောလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီလတာတော့ဒီမှာရင်စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေတတိထားဆင်ခြင်ပေးပါဂျားသုံးကြားမဝင်ကောင်းပါဘူးစေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေနှုတ်ကြောင်သေးနှုတ်ကြောင်ကြီးဆိုတဲ့အတိုင်းပဲမလိုအပ်ရင်စကားနဲပြီးတော့အမှားကင်းနေဆိုတဲ့အကြောင်းနဲ့စေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေကြုံရတတ်ပြီးတော့သတိပြုဆင်ခြင်ရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်အထူးသဖြင့်မိမိအိမ်ကိုအိမ်အောင်ကွဲပြီးတော့စိတ်ဆိုးပြီးတော့ဆင်းလာတဲ့မိတ်ဆွေများညာရင်ညာနေမခံပါနဲ့တို့အပြင်မိတ်ဆွေတို့မိမိအိမ်ကိုလာပြီးတော့အမှုကိစ္စတို့အမွေကိစ္စတို့ပြဿနာကိစ္စတစ်ခုခုမိမိအိမ်ကိုလာနားပြီးတော့အရှိပြုဖြည့်ရှင်းမဲ့ကိစ္စလေးတွေမှာအဲ့ဒီအပူလေးတွေဟာကူးဆက်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်အောင်ကြီးမှာဆိုလို့ရှိရင်တော့သားသမီးမရှိသူတွေငကိုကသားသမီးရလို့တော့မိတ်ဆွေအိမ်အောင်ရှင်များဖို့သားသမီးရနိုင်သောကာလပိုင်းခြားဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်လို့လည်းအိမ်အောင်ကြီးမှာစိုးရိမ်စရာမရှိဘူးဆွမ်းနာလို့စီးပွားရေးနဲ့ပတ်သက်လို့လည်းစိုးရိမ်စရာမရှိဘဲနဲ့အကယ်၍တနင်္ဂနွေသားသမီးတွေရဲ့အိမ်အောင်ကြီးဟာညံ့မီဆိုရင်ဒီလဟာဆွေမျိုးသားချင်းကြောင့်ဂျားလူကြောင့်နင့်ဆွေမျိုးငါဆွေမျိုးဆိုတာမျိုးနင့်ရောက်ခမငါရောက်ခမဆိုတာမျိုးနင့်အမေငါအမေဆိုတာမျိုးဒီလိုမျိုးလေးတွေကြောင့်ဒါအကြောင်းပြုပြီးတော့ပြဿနာပဋိပက္ခလေးတွေဖြစ်ရတတ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဟာအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့အဲ့ဒီအချက်ကိုသ
တာမန်ထပ်ပို့ပြီးဂရုစိုက်မဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့အတွင်းမိကိုအပြင်မထွက်အောင်သတိထားဆင်ခြင်တင်တော်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီတနင်္ဂနွေသားသမီးမိတ်ဆွေတို့သားသမီးနဲ့ပတ်သက်တာမျိုးတပည့်လက်သားနဲ့ပတ်သက်တာမျိုးဒီမှာသားသမီးငကိုကမရရှိတော်မိတ်ဆွေများသားသမီးရဖို့အတွက်ဆူတောင်းတာမျိုးသားသမီးရရှိဖို့အတွက်အထောက်ပံ့ဖြစ်အောင်ကြိုးစားတာမျိုးတွေဆောင်ရွက်လို့ဆိုအထောက်ပံ့ဖြစ်အောင်ကြိုးစားတာဆိုတာသားသမီးတောင်းတာမျိုးတွေညောင်မင်းကြီးကြီးတို့ဆွမ်းနာလိုပဲဆရာတို့ကာလီမန်မဲတော်တို့လက်စမီမဲတော်တို့မှာသားသမီးတောင်းရင်သားသမီးရနိုင်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလှုပ်ဖို့လိုအပ်သောကာလပိုင်းချက်ဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်လာရင်မထင်မဖက်နဲ့ရေထနာပုံစိုက်ကင်းဆိုင်တယ်လို့တားရွှေအိုးထမ်းလာတယ်လို့ဝင်လာမဲ့နှစ်ဖြစ်တဲ့အတွက်ဝင်လာမဲ့လဖြစ်တဲ့အတွက်မိတ်ဆွေတို့နဲ့သားသမီးတွေဟာဒီလတာတော်အတွင်းမှာထီကန်ဆန်းခြင်းထီထိုးခြင်းတွေတဦးတည်းတယောက်တည်းဦးစီးဦးဆောင်ဆောင်ရွက်ခြင်းတွေအတွက်တော့အားသာကောင်းမှုတိုးတက်သောကာလဖြစ်ပါတယ်။တနုံးတွေသားသမီးမိတ်ဆွေတွေဟာ၈လပိုင်းဆိုတဲ့ကာလအတွင်းမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလတာတော်အတွင်းမှာဆိုရင်ငွေကြီးနဲ့ပတ်သက်တာမျိုးတွေချစ်တို့ဆောင်ရွက်လှုပ်ဆောင်မှာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်သောကာလပိုင်းခြားဖြစ်ပါတယ်။ဒါအပြင် OH ချမ်းမီမီယာနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအယောင်းဝင်နဲ့ပတ်သက်တာမျိုးအပြောင်းရွှေ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့ကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများတဦးတည်းယောက်တည်းလှုပ်ဆောင်တဲ့ကိစ္စတွေမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာမိမိတို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တတ်တယ်ဆိုတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။အထယ်အလိပ်လုပ်ငန်းတွေအကျိုးပေးပါတယ်ထီဖနက် online social media နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွမ်းနာလို့အထက်လူကြီးအကြီးကဲနဲ့ပတ်သက်လာရင်အထောက်အကူရရှိတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ဘာသာတရားများများလုပ်လေကံတရားရဲ့အထောက်ပံ့များများရရှိလေဆိုသောကာလဖြစ်ပြီးတော့မိတ်ဆွေတမှုတွေသားသမီးတွေငကိုကဘာလို့ခက်ခဲနေတဲ့မိတ်ဆွေများဒီကာလအတွင်းမှာတာမန်ထပ်ပို့ပြီးတော့နှစ်ဆရုံးတင်တယ်ရုံးရင်လည်းရုံးတလောက်စူးစမ်းရင်စူးစမ်းတလောက်ရောက်ရှိလာမယ့်ကာလအပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေသူတွေအမှုကိစ္စရင်ဆိုင်နေရတဲ့မိတ်ဆွေများအရှုံးအောင်လွတ်လာတာမျိုးတွေအမှုကိစ္စနဲ့ပတ်သက်လာရင်ကိုယ့်ဘက်ကအလေးသာအားသာတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ဒီလိုဆောင်ရွက်လို့ကောင်းပါတယ်မထင်မှတ်ဖက်နဲ့ဖျားဖူးခီးတွေတွားရတာမျိုးလေးတွေဖျားစင်းသူတော်တို့အလူကံပုဂ္ဂိုလ်တို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တန်ဖိုးရှိတဲ့အရာလေးတွေဖြစ်စီလက်ဆောင်ရရှိတာမျိုးတွေမထင်မှတ်ဖက်နဲ့ကြွလာတာမျိုးတွေဒီလိုမျိုးအိမ်မက်တွေပေါ့မိမိရဲ့အိမ်မက်အတွင်းမှာဖျားဖူးရတာမျိုးဇေဒီတို့ဖုံးကြီးတို့ယဟန်တို့အစရှိတဲ့ကောင်းကင်တို့ကောင်းတဲ့နမိတ်ဘာသာရေးဆိုင်ရာနမိတ်လေးတွေအိမ်မက်ကိုစွဲမြဲမှတ်တဲ့အခါမှာထီထိုးတာမျိုးထီကန်ဆန်းတာမျိုးလောက်ရန်အကြံပြုပြောကြားလိုက်ပြရစီခင်ဗျာဒီလတာတော်တွေမှာမိတ်ဆွေတို့အိမ်ဆောက်တာအတွက်တော့ဝါရင်းဆိုပေမဲ့အိမ်ဆောက်လို့ကောင်းတယ်ချစ်တို့ဆောင်ရွက်ပြုလုပ်လို့လည်းကောင်းသောကာလပိုင်းခြားဖြစ်ပြီးတော့ဆောင်ရွက်ရန်အတွက်အခွင့်အလမ်းကောင်းတွေပေးတတ်သောကာလပိုင်းခြားဖြစ်ပါတယ်။တတိထားဆင်ခြင်ပေးရမှာကတော့တနင်္ဂနွေသားသမီးမိတ်ဆွေအိမ်အောင်ရှင်များအဖို့ကတော့အိမ်အောင်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ပုတ်သမျှတွေပေါ်လာတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်ငကိုကအိမ်အောင်ဘက်မသိအောင်ရှုပ်ထားချက်ထားသောမိတ်ဆွေများသတိပြုဆင်ခြင်ရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဖြစ်နိုင်ရင်ဆိုင်းဘုတ်တာတတ်ထားဆွေမျိုးသားချင်းများအိမ်မလာရလို့ဆိုင်းဘုတ်တတ်ထားလိုက်ပါခင်ဗျ။ဘာလို့လဲဆိုတော့ရွှေမျိုးသားချင်းနဲ့ပတ်သက်ရင်ဒီလဟာအကျိုးမပေးသောလဖြစ်ပါတယ်ရွှေဝင်တာမျိုးလေးတွေစက်ပစ္စည်းအသစ်ဝင်တာမျိုးလေးတွေကြုံရတတ်တယ်လို့အဟောင်းကိုပြတ်ပြီးတော့အသစ်ဝယ်လိုက်ရတာမျိုးလည်းဖြစ်ရတတ်တဲ့အတွက်တော့သတိပြုဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်အမျိုးသားများအနေနဲ့ဆိုရင်တော့အမျိုးသမီးကနေပြီးတော့အထင်လွဲပြီးတော့ရိုးဆွဲတာမျိုးလေးတွေအထင်မှားအမြင်မှားလေးတွေဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတော့ငကိုကရက်တန့်နေသောအလုပ်တွေကြံ့ကြာနေသောအလုပ်တွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေပါတယ်အားလုံးကိုပြန်ရှုံပြောရရင်တနင်္ဂနွေသားသမီးတွေကဒီလမှာကိုယ့်လုပ်ငန်းကိုမှဘာမဆိုကောင်းပြီးတော့ဇေဒနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်စကားနည်းနည်းရန်ဆဲဆဲအမှုကိုပြုမှုပါဒါအပြင်မလိုအပ်ဖဲနဲ့ရင်တတိထားမောင်းနေမှာအတွေးလွန်အမားလွန်မဖြစ်ပါစေနဲ့လို့ထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်အပူသောကတွေကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါမနေရင်အပူကူတတ်ပါတယ်ဒီလက်ထာတော်တွေမှာဘာကိုလှုပ်တောက်ကြသားသမီးတို့ဗုဒ္ဓဖူးသားသမီးတို့နဲ့တွဲဖက်လုပ်တာဟာကံကိုအားနည်းစေပြီးတဲ့အခါတောက်ကြနေတို့ဗုဒ္ဓဖူးရက်တို့မှာတတိထားစီရင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့ဒီလထာတော်တွေမှာအကျိုးပေးသောအရက်ဟာအရှိစုစုရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီသောနေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသားသမီးတို့တနင်္ဂနွေသားသမီးတို့တွဲဖက်လှုပ်ဆောင်တာမျိုးဂျာစာပရိနေတို့တနင်္ဂနွေနေ့တို့မှာအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ခြင်းအပြင်အောင်မြင်တိုးတက်မှာအသေးချာပဲဖြစ်ပါတယ်ဖြစ်နိုင်ရင်မိတ်ဆွေတို့အနေနဲ့မြောက်စုစုရက်ကိုခီးထွက်တာမျိုးလက်လာပါနဲ့ပတ်သက်တာမျိုးအခက်အခဲကြက်တဲတွေကိုလွတ်မြောက်စီလို့ရင်အဲ့ဒီရက်ကိုမျက်နှာမူပြီးခီးထွက်တာမျိုးလေးတွေတတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်passport လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရက်ဝေးနဲ့ပတ်သက်တာမျိုးလေးတွေမှာငကိုကမျောလင်းချက်မဲ့နေတဲ့မိတ်ဆွေများတော့အခွင့်လန်းတစ်လန်းစာပေါ်လာတတ်သောကာလဖြစ်တဲ့အတွက်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရက်ဝေးခရီးသွားနယ်ရှားလူမျိုးရှားရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဖြင့်ကံတရားရဲ့ထောက်ပံ့ကိုရရှိစေမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျမထင်မှတ်ဘဲနဲ့ယာရုနေရအပြောင်းလဲတွေအပြောင်းရွှေ့တွေကြုံရတတ်ပြီးတော့ကံကောင်းမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်လို့ဘာသာတရားနဲ့ပတ်သက်လာရင်အဋိဋ္ဌံပြုလို့တဲ့တန်ခွန်းတွေသားသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပဆိုလို့ရှိရင်တော့
အရဟံတမ္မာတန်ဖို့တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို2ခေါင်နှုံးနဲ့အများကြီးမဟုတ်ပါဘူး12ရက်တိတိအဋ္ဌံပြုလိုက်ပါကန္တရားရဲ့အထောက်ပံ့နေများစွာရရှိမယ်လားဖြစ်ပါတယ်ဒီလထာတော်တွေမှာဆိုရင်မိတ်ဆွေတို့ဘာကိုလှုပ်လို့အကျိုးပေးကံကောင်းစီတော့နေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့တနေ့ဂျာဇာပရိသသမီးတို့တနေ့ကုန်နေသားသမီးတွေတော့တွဲဖက်လောက်တာမျိုးတွေအကျိုးပေးပြီးတော့အကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာတွေအနေနဲ့ဆို1ကဏ္ဍ2ကဏ္ဍ10ကဏ္ဍ5ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီတော့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ဒီလထာတော်တွေမှာအဆအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာလူရကိစ္စကိုမပြောမိမှာမိအိမ်ကဖျားမှာတောက်ရည်အေးလေးနှစ်ခွက်လှူသွားတာမျိုးသို့မဟုတ်ကြံရည်အေးလေးနှစ်ခွက်လှူသွားတာမျိုးမြတ်စွာဘုရားကိုပူဇော်ပြီးတော့လူရကိစ္စတွေကိုပြောဆိုဆောင်ရွက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုအထောက်ပံ့ကောင်းနေများစွာရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်ဆရာတို့ဗာကြံသေးတော့ဒီလထာတော်တွေမှာဆိုရင်မိတ်ဆွေတနှုတ်နေသားသမီးတွေဟာဆွမ်းနာလို့ပေါ့ဘာကုန်မဆိုမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာမိတ်ဆွေတို့ခင်ဗျခဲတံလေးတစ်ချောင်းနဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေရောင်းထွက်စီဆိုပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါကအယောင်းထွက်အယောင်းတွက်သွားစီမှာအသေးကြပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေဒီလထာတော်တွေမှာဆိုရင်အဆက်ဆက်ရအဆင်ပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာမပြောမိမှာဆရာပါကြံသေးတော့ဆိုတော့တခုခုကြံနေတယ်လို့ဆရာစိတ်တွေခံစားရတယ်เนาะဆိုတော့ကောင်းပြီမိတ်ဆွေတို့ဒီလထာတော်တွေမှာမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းထွက်အယောင်းတွက်စီဖို့မပြောမိဆရာငနာဖေးတွေမေးခြင်းခွန်90 290 416 790290416 WhatsApp မှာဖြစ်စီ Viber မှာဖြစ်စီ Telegram မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ကျန်တဲ့ဖုန်းနံပါတ်နောက်တစ်လုံးရှိသေးတယ်963 50 50 5နှစ်ဟာဆရာငယ်အစ်ဖြစ်ပြီးတော့ဆရာ TikTok အကောင့်မှာလည်းဧည့်သည်လက်မခံလို့အရှား social platform တွေလက်မခံတဲ့အတွက်အရှားအခုလိုရုပ်ချောချောနဲ့ live လွှင့်နေတာဆရာငယ်ဖြစ်ပြီးတော့အရှားအကောင့်တွေလိန်နေတာတွေဆရာကြားတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါလေးကိုသတိပေးလို့ကြောင်းထပ်လောင်းပြောရင်းနဲ့မိတ်ဆွေတို့ဒီလတာတော်တွင်မှာဈေးဆိုင်တွေရောင်းကုန်တွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်ငွေကြီးကံအားကောင်းစီပြီးပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျဆရာတို့လစ်ပိုပလင်းလေးတစ်လုံးပေါ်မှာမိတ်ဆွေတို့လာပန်းလို့ရေးတာမျိုးဖြစ်စီရေးပြီးတော့ကတ်လိုက်ပါလစ်ပိုပလင်းတစ်လုံးပေါ်မှာလာပန်းလို့ရေးပါရေးပြီးတဲ့အခါဆရာတို့ဖျောင်းနိုင်ကိုအဲ့ဒီလစ်ပိုပလင်းပေါ်မှာဘာရောင်ဖြစ်ထွင်းလို့ရတယ်ဖျောင်းနိုင်ကိုထွင်းမှာလစ်ပိုလာပန်းဒါပြီးတဲ့အခါ6ရက်တိထွင်းပြီးတော့ငွေဝင်ပါစီပြောလက်ရွှင်ပါစီပြောတတ်သဘောဆရာပြန်ပြောပြမယ်နော်လစ်ပိုပလင်းပေါ်မှာလစ်ပိုဆိုတာလစ်ပိုလေးငါဖျောင်းနိုင်9တိုင်ကိုဖျောင်းနိုင်ကလေးငါ9တိုင်ကနဝန်းတက်တယ်နော်ဒါပြီးတဲ့အခါနေ့စဉ်နေ့တိုင်းမှာလက်ပွင့်ပါစီလို့ငွေဝင်ပါစီဆိုပြီးမိတ်ဆွေတို့ရဲ့ဈေးဆိုင်သို့မဟုတ်အမြင့်တနေရာမှာတင်ထွင်းခြင်းအပြင်အင်မတန်လက်ရွှင်ပါတယ်ဆရာနောက်ဆုံးတစ်ခါပြန်ပြောပြပါမယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီလတာတော်တွေမှာအဆက်ဆက်ရကံကောင်းစီပြီးငွေကြီးကံထောက်ပံ့ရရှိစေရန်အတွက်ဆိုရင်လစ်ပိုပလင်းတစ်လုံးပေါ်မှာစနာလို့လာပန်းလို့ရေးလိုက်လာပန်းလို့ရေးပြီးတဲ့အခါဖျောင်းနိုင်ကိုတနေ့ကိုတတိုင်းလုံးနဲ့6ရက်တိတိမိတ်ဆွေတို့ရဲ့ဈေးဆိုင်သို့မဟုတ်အမြင့်တနေရာမှာငွေဝင်စေဖို့လက်ပွင့်စေဖို့စူတောင်းခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံတွေကောင်းမှုပြီးတော့ငွေကြီးကံအတော်အဆင်ပြေလာမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံး2026ခုနှစ်8လပိုင်းဆိုတဲ့ကာလအတွင်းမှာရတနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရဟူစောင်းကြပါစေလို့ဆရာကမေတ္တာဖို့ဆုတောင်းထောပနာပြုရင်းနဲ့မိတ်ဆွေတို့တနင်္ဂနွေသားသမီးတွေအားလုံးတက်နေတကူလက်ဝေဖြိုးလို့စီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆုတောင်းရင်းနဲ့ဆရာတို့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်